Kulfi မကြိုက်တဲ့လူဆိုတာဘယ်သူမှမရှိလာဘူးဟုတ်ဒီဘာကိုရိုက်လဲစင်ကူနိုင်ငံမှာဆိုလို့ရှိရင်အမြဲစားဖြစ်ပြီးတော့အရင်ကြိုက်တဲ့ Kulfi တစ်မျိုးရှိပါတယ်အဲ့ Kulfi လေးကတော့ဒီ Jumbo brand ရဲ့ Kulfi လေးပဲဖြစ်ပါတယ်ရှင်ဒီ Jumbo brand နဲ့မှာဆိုလို့ရှိရင်တော့အများကြီး items တွေရှိပါတယ်အခုလိုမျိုးရေခဲချောင်းပုံစံလေးတွေနဲ့လည်းလာသလိုမျိုးအခုလိုမျိုးအိုးပုံစံလေးတွေနဲ့လည်း Kulfi လေးတွေလာပါတယ်ရှင်ဒီ Kulfi လေးတွေကဆိုလို့ရှိရင် Sakuntala restaurant တိုင်းမှာရတဲ့ Kulfi လေးတွေပဲဖြစ်ပါတယ်အဲ့ဒီမှာဒီဘာအကြိုက်ဆုံးကတော့ဒီ Badam Pista Kulfi ကိုတော့အကြိုက်ဆုံးဖြစ်ပါတယ်ဒီဘာခုအဲ့ဒါလေးကို try ကြည့်ပါမယ်Wow Yo me quedé ahí, ¿no? No lo sale. Oh my god! Wow! Isang kaum ba? ဒီ Kulfi လေးကသူကဘာတန်စီလေးတွေကိုကြိတ်ပြီးတော့နွားနို့စစ်စစ်နဲ့ပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်healthy ဖြစ်ပါတယ်ပြီးတော့တခုပြောပြချင်တာသူကအလုံးဝ sugar မများပါဘူးfat ကိုလည်းပေါ့နော် low fat milk နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် Kulfi လည်းစားချင်တယ်အရင်လည်းဝိတ်မတက်ချင်ဘူးအရင်ချို့တာလည်းမစားချင်ဘူးဆိုလို့ရှိရင်เนาะဒီ Kulfi လေးကိုပဲ recommend ပေးပြီးဒီ Jumbo Kulfi လေးတွေကဆိုရင်တော့ Sakuntala ရဲ့စင်ကူနိုင်ငံမှာရှိသမျှ branch တိုင်းမှာသွားရောက်သုံးဆောင်နိုင်ပါတယ်ရှင်